လူတွေချင်းမိတ်ဆွေညီကောင်မတော်မတွေအားလုံးပဲမင်္ဂလာပါခင်ဗျာ။နောက်ဆုံးကျွန်တော်ကိုယ်မိုင်းအားလုံးကိုကျွန်တော်ရဲ့အောင်မြင်တူရီ YouTube channel လေးကနေပြီးတော့မင်္ဂလာပါလို့ဥစားပထမနှုတ်ခေါ်ဆက်သလိုက်ပါခင်ဗျာ။အားလုံးကျွန်တော်ကိုယ်မိုင်းအားလုံးပဲနော်တိုင်ကနေ့မှာရချင်တယ်ပေါက်ချင်ဆိုတော့ကိုယ်မိုင်းအားလုံးပဲကျွန်တော်ဗီဒီယိုဖိုင်လေးကိုမကြော်မခွပဲနဲ့အဆုံးကြည့်သွားပြီပါနော်။တင်ကနေ့ဖွင့်နေ့မှာနော်ငါညီရေအကူကတော့ဘာလို့ရမှမသိဘူးငါမောင်ရေအမကတော့ဘာလို့ရမှမသိဘူးဆိုတော့အကူမိုင်းအားလုံးပဲကျွန်တော်ကိုယ်မိုင်းအားလုံးကိုကျွန်တော်တင်ကနေ့မှာဘာလို့ရမလဲဘယ်ခဏလေးတွေအဓိကထားထုတ်ရမလဲဘယ်ဘက်တီးကိုကန်ရမယ်ဘယ်ဟောင်း main တော့ကောင်ထားထုတ်ရမယ်ဆိုတော့ကိုပြပြသွားပြီမယ်နော်ဒါအောင်ကျွန်တော်ကိုယ်မရဲ့အားလုံးပဲနော်ကျွန်တော် review file လေးကိုကြည့်ရှုရချိန်ကနေစပြီးတော့ကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာစိတ်တော်ရင်ကိုယ်ပါလွန်ဆန္ဒတုံးတော်ဝနဲ့ပြည့်စုံနိုင်ကြပါစေကံကောင်းသောနေ့ရက်လေးတွေကောင်းမွန်သောနေ့ရက်လေးတွေကိုအမြတ်ဆက်လက်ထားရပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာလူမှုရေးစီးပွားရေးကျန်းမာရေးဆက်ဆက်ရရကျွန်တော်ကိုယ်မရဲ့အားလုံးအဆင်ပြေချောမွေ့နိုင်ကြပါစေလို့ကျွန်တော်ရဲ့အောင်မင်တူရီ YouTube channel လေးကနေပြီးတော့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ခင်ဗျာကြောင်းတော့ကိုယ်မရအောင်ပဲနော်ကျွန်တော်ကိုယ်မရအောင်ကျွန်တော်ဟိုးမကျော်ကွန်ပတ်တီးနဲ့တင်ထားပြီးရနော်ကိုယ်မရအောင်ပဲဟိုးမကျော်ကွန်ပတ်တီးနဲ့တင်ထားပြီးတဲ့ကိုယ်မရအောင်ကိုကျွန်တော်သာရုသမားရဲ့အဓိကနော်မွေးထိုးရမယ့်ခဏလေး၃ခွက်ကိုကျွန်တော်ပြပြသွားမယ်သာရုသမားရဲ့အဓိကမွေးထိုးရမယ့်ကွန်ပတ်တီးခဏ၃ခွက်က80ခွန်1ခွန်6ဆိုတဲ့ခဏလေးပဲဖြစ်တယ်နော်ဟိုးမကျော်80ခွန်1ခွန်6ဆိုတဲ့ခဏလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျွန်တော်ကိုယ်မရအောင်ကိုကျွန်တော်6ရက်10လ2025တင်လာနေ့ဖွင့်နေမှာနော်နေတဲ့ကဏ္ဍလေးတွေကိုပြပြသွားပြီမယ်နော်ပတိကဏ္ဍမှာထိထိမိမိထိုးခြင်းပါဆိုကျွန်တော်ဝင်မရအားလုံးကိုကျွန်တော်ပတိကဏ္ဍလေးပြပြသွားပြီမယ်ပတိကဏ္ဍမပတ်နိုင်ဘူးဆိုတော့ဝင်မရအားလုံးကိုကျွန်တော် main လေးကိုထုတ်ပေးမယ်နော်နောက်ဆုံးမှာကျွန်တော်ဝင်မရအားလုံးကိုကျွန်တော် main တစ်ခုကောင်းကဏ္ဍလေးကိုပြောသွားပြီမယ်အောင်ဆုံးဝင်မရအားလုံးကိုကျွန်တော် video file လေးကိုမကြော်မခွပဲအဆုံးကြည့်သွားပြီမယ်နော်6ရက်10လ2025တင်လာနေ့ဖွင့်နေမှာကျွန်တော်ဝင်မရအားလုံးပဲနော်ရချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုကျွန်တော်ဝင်မရအားလုံးပဲကျွန်တော် video file လေးကိုလက်မလေးနေထားပြီးပါကျွန်တော်ရဲ့ channel လေးကို subscribe လေးနဲ့နှိပ်ထားပြီးပါအားလုံးဝင်မရဲ့အားလုံးပဲเนาะကျွန်တော် video ဖိုင်လေးကိုမကြော်မခွပဲအဆုံးကြည့်သွားပြီးပြီးတော့ကျွန်တော်ဘက်ကမေတ္တာရက်ခံခြင်းပါเนาะဒါအားလုံးဝင်မရဲ့အားလုံးပဲ6ရက်10လ2025တနင်္လာနေ့ဖွင့်နေမှာကျွန်တော်ဝင်မရဲ့အားလုံးပဲเนาะကျွန်တော်အကျဉ်းဆုံးကဏ္ဍလေးကတော့တစ်ပိုင်တစ်ပတ်ဒီ6ပိုင်6ပတ်ဒီ16ဝင်ခြင်းပါခင်ဗျာတစ်ပိုင်တစ်ပတ်ဒီ6ပိုင်6ပတ်ဒီ16ဝင်ခြင်းပါခင်ဗျာတစ်ပိုင်တစ်ပတ်ဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝင်မရဲ့အားလုံးပဲအဓိကထားလို့ပါမယ်မေယွန်လေးကိုကျွန်တော်ထပ်ပြီးပြပြသွားပြီเนาะတစ်ပိုင်တစ်ပတ်ဒီနဲ့ပတ်သက်ပြီးတော့1နဲ့1 4 1 5 1ခွန်ဆိုတဲ့ကဏ္ဍလေးကိုအဓိကထားလို့ပြီးပါနော်1နဲ့1 4 1 5 1ခွန်ဆိုတဲ့ကဏ္ဍလေးကိုအဓိကထားပြီးပါနော်ကျွန်တော်ဝင်မရအားလုံးမှာ6ပိုင်း6ပတ်ဒီနဲ့ပတ်သက်ပြီးတော့အဓိကထားလို့ပါမယ်မေယွန်လေးကိုကျွန်တော်ထပ်ပြီးပြပြသွားပြီပါနော်6ပိုင်း6ပတ်ဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝင်မရအားလုံးပဲ6 1 6နဲ့6 4 6ခွန်ဆိုတဲ့ကဏ္ဍလေးတွေကိုအဓိကထားလို့ပြီးပါ6 1 6နဲ့6 4 6ခွန်ဆိုတဲ့ကဏ္ဍလေးတွေကိုအဓိကထားလို့ပြီးပါနော်အားလုံးဝင်မရအားလုံးပဲเนาะ6ရက်10လ2025တနင်္လာနေ့အဖွင့်နေမှာတကယ်ကောင်းဝန်ထမ်းလေးမှာထိထိမိမိထိုးခြင်းပါဆိုတော့ကျွန်တော်ဝင်မရအားလုံးပဲကျွန်တော်ကောင်းဝန်ထမ်းလေးကိုပြပြသွားပေးမယ်เนาะ6ရက်10လ2025တနင်္လာနေ့အဖွင့်နေမှာကျွန်တော်ဝင်မရအားလုံးပဲအဓိကထားထိုးပါမယ်မိတ်တော်ကောင်းဝန်ထမ်းလေးကတော့6တက်ပဲဖြစ်ပါတယ်ခင်ဗျာအဓိကထားထိုးပါမယ်မိတ်တော်ကောင်းဝန်ထမ်းလေးက6တက်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဝင်မရအားလုံးပဲเนาะကျွန်တော်ပြောသွားပြတဲ့ခဏလေးကကိုမရအားလုံးပဲနေကုံဝစားမှာနေကုံဝစားမှာဖြစ်တဲ့အတွက်ကျွန်တော်ဝင်မရအားလုံးပဲတည်တည်ချာချာလေးမှတ်ထားပြီးပါကျွန်တော်ပြောသားပြတဲ့ကဏ္ဍလေးတွေကကိုမရဲ့အားလုံးပဲ12နာရီ10မိနစ်စင်းမှာအကယ်၍မထွက်ခဲ့သည်ရှိတော့ညနေစင်းမှာတင်ကစားပါအကယ်၍12နာရီ10မိနစ်စင်းမှာထွက်ခဲ့သည်ရှိတော့ကိုမရဲ့အားလုံးကိုကျွန်တော်အကောက်လေးကနေပြီးတော့ short လေးနဲ့ပိုလေးနဲ့တင်ပေးမယ်နော် short လေးနဲ့ပိုလေးနဲ့တင်ပေးမယ်အားလုံးကျွန်တော်ကိုမရဲ့အားလုံးပဲမှတ်ထားပြီးပါနော်ကျွန်တော်ကိုမရဲ့အားလုံးပဲကျွန်တော်ပြောသားပြတဲ့ကဏ္ဍလေးတွေကကိုမရဲ့အားလုံးနဲ့အဆင်ပြေတာကြိုက်လို့ဆိုရင်ကျွန်တော်ရဲ့ video file လေးကိုလက်မှတ်လေးနှိပ်ထားပြီးပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားပြီးပါနော်အားလုံးဝင်မရအားလုံးမနော်ကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာစိတ်တော်ရင်ကိုယ်ပါလွန်ဆန္ဒတုံးလုံးဝနဲ့ပြည့်စုံနိုင်ကြပါစေကံကောင်းသောနေ့ရက်လေးတွေကောင်းမွန်သောနေ့ရက်လေးတွေကိုအမြတ်ဆက်လက်ထားရပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာလူမှုရေးစီးပွားရေးကျန်းမာရေးဆက်ဆက်ရရကျွန်တော်ကိုယ်မရအားလုံးကအဆင်ပြေချုံးဝင်နိုင်ကြပါစေခင်ဗျာ